ခုနှစ်သားသမီးမိတ်ဆွေပေါင်းမင်္ဂလာပေါင်းနဲ့ခါညောင်းပြည့်ဝတော်မူနိုင်ကြပါစေမိမိကိုယ်ကိုလည်းကောင်းတည်တဲ့ကောင်းအောင်လက်ဆောင်တော်မူနိုင်ကြပါစေခင်ဗျာကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအတွက်အကျိုးရှိရာရှိကြောင်းဂမ်ဘီယာလက်ဆောင်ရေရာလေးတွေကြိုးစားတင်ဆက်ပေးနေပါတယ်ဒီနေ့ပြောပြပေးမဲ့ဂမ်ဘီယာလက်ဆောင်ရေရာလေးကတော့တနင်္ဂနွေသားသမီးများအစဉ်ပြေအောင်မြင်စေဖို့နဲ့တနင်္ဂနွေနဲ့လုပ်ငန်းတွေဖြစ်ကြတဲ့အိုးလုပ်ငန်းအိမ်ရောင်းဝယ်လုပ်ငန်းအုပ်လုပ်ငန်းတွေကျဲဥဘဲဥငုံစသဖြင့်ဥအမျိုးမျိုးရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းတွေအရေးပစ္စည်းအရေးဆိုင်အစရှိသဖြင့်အာဥအေရဲဩနဲ့စတဲ့တနင်္ဂနွေနဲ့လုပ်ငန်းတွေအစဉ်ပြေစေဖို့လုပ်တဲ့ရေရာလေးဖြစ်ပါတယ်ခင်ဗျာလောအောင်မဲ့ရေရာတော့ခက်ခက်ခဲခဲမဟုတ်ပါဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဖျောင်းနိုင်အနီးရောင်တတိုင်းလှူဒန်းရင်ဆုတောင်းရတဲ့ရေရာဖြစ်ပါတယ်ခင်ဗျာအနီးရောင်ဖျောင်းနိုင်လေးတတိုင်းလှူမယ်ဖျောင်းနိုင်သေးသေးကြီးကြီးတိုးတိုးရှည်ရှည်ရတယ်ဖျောင်းနိုင်အနီးရောင်မှရှားရခတ်နေပါတယ်ဆိုရင်တော့ဖျောင်းနိုင်အဖြူမှာပဲအနီးရောင်စက်ကူလေးတစ်ရွက်ကိုပတ်လိုက်ပါပြီးလို့ရှိရင်တော့ဖျောင်းနိုင်ကိုစိတ်မန်းနဲ့ခါလေရနေတပိုင်းပိုင်းရမှာဖြစ်ပါတယ်စိတ်မန်းနဲ့ပိုင်းခိုင်းတာတကယ်ပိုင်းခိုင်းတာမဟုတ်ဘူးเนาะအဲ့လိုစိတ်မန်းနဲ့ခါလေရပိုင်းပြီးတဲ့အချိန်မှာတော့ဖျောင်းနိုင်ရဲ့အောက်ဖက်ပိုင်းမှာတအခရာတာဝင်းမှုပေါ့เนาะဖျောင်းနိုင်ရဲ့အပေါ်ဘက်ပိုင်းမှာကျတော့ကာကြီးအခရာဖျောင်းနိုင်ရဲ့အောက်ဖက်မှာတာဝင်းမှုအခရာဖျောင်းနိုင်ရဲ့အပေါ်ဘက်ပိုင်းမှာကာကြီးအခရာအစဉ်ပြေရာဘောပင်စော့ပင်တစ်မျိုးမျိုးနဲ့ရေးပါပြီးလို့ရှိရင်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစင်ပြီးပူဇော်ရင်းတနင်္ဂနွေသားသမီးဆိုလဲတနင်္ဂနွေသားသမီးတွေအစဉ်ပြေအောင်မြင်စေဖို့ဆုတောင်းမှာဖြစ်ပါတယ်တနင်္ဂနွေနဲ့လုပ်ငန်းတွေလုပ်နေတာဆိုရင်တနင်္ဂနွေနဲ့လုပ်ငန်းတွေအစဉ်ပြေအောင်မြင်စေဖို့အတွက်ဆုတောင်းမှာဖြစ်ပါတယ်ခင်ဗျာနေ့ရက်အချိန်ကမလိုပါဘူးဗျကိုအစဉ်ပြေခြင်းတဲ့အချိန်အစဉ်ပြေနေတဲ့အချိန်အစဉ်ပြေအလုံးလုံးအစဉ်ပြေအောင်အလုံးလုံးနေတဲ့အချိန်အစဉ်ပြေခြင်းတဲ့အချိန်လှူလို့ရပါတယ်အမြဲအစဉ်ပြေခြင်းတော့အမြဲလှူတာပေါ့ဗျာကဲကျွန်တော်မိတ်ဆွေခုနှစ်သားသမီးပေါင်းလဲဒီရေရာလေးကိုပြုလုပ်ခြင်းအဖြစ်အစဉ်ပြေအောင်မြင်ကြပါစေကိုယ်စိတ်နှပြချမ်းသာချမ်းသာစွာဖြင့်လူဝဆန္ဒမှန်သမျှပြည့်ဝတော်မူနိုင်ကြပါသည်ခင်ဗျာ